မင်းခေပြက်ထားကြုံမှုလားလို့မေးလိုက်တယ်ခေပြက်ထားကြုံမှုလို့လားမင်းတို့ကိုမကြုံဘူးအင်္ဂလိပ်အပြေးဂျပန်အဝင်ဂျပန်အပြေးအင်္ဂလိပ်ဝင်ဘုံတွေချလိုက်တယ်ဆိုလို့ဆိုတာမင်းတို့ကဘုံချတဲ့သတ္တနာပြည့်တယ်ဆိုတာမင်းတို့ကရုပ်ရှင်နဲ့တွေ့ဘူးလားငါကထွက်ပြေးကြရတာကွာဟုတ်တယ်ကိုရှိမှလည်းစက်သက်မှပြီးတော့ရှေ့တွေသေးသွားတဲ့ကောင်စောလေးဆိုတဲ့ကောင်ဘုံကြီးမောင်မှာတက်တယ်ကြလို့မလို့ဘုံကြီးတက်တယ်ကြလေဆိုအလောင်းရှာမရဘူးကြိုလို့မရဘူးမင်းကြုံမှုသလားလို့ပြာဘုံကွာပြေးပြီးတော့မှတော့ကနေပြန်လာတဲ့ခါကျပြာဘုံပဲတွေ့တာကို့အိမ်နေရမမှတ်ဘူးတကယ်ပြောတာမင်းအကုန်လုံးတလင်းမြောင်ကြီးပြာဘုံကြီးဖြစ်သွားတဲ့ခါကျကို့အိမ်နေရမမှတ်ဘူးတော့မင်းတကယ်ပြောတာအဲ့တော့ဟိုတစ်ပင်ကတို့အေးရှိရအဲ့ဒါသူနေကြရတာငါအဲ့ဒါသူပြောပြတာအဲ့ဒီမှာမှခစ်ပြက်ပြီဆိုရင်ပထမဆုံးစပိတ်တာအကြောင်းကွာနောက်ဆုံးမှပိတ်တာရဲစခန်းဟုတ်လားဘာဒီကောင်နဲ့စွတ်လက်ကုတ်တီးနေဘာမှလည်းမသိပဲနဲ့ရဲစခန်းပိတ်တာသဘောကျနေတာမသိဘူးဘယ်လိုကောင်းနေတော့ဒီမြောက်လာကောင်နေစိတ်ကြည့်ပါတယ်ကွာငါပြောရတယ်စအကုန်လုံးငြိမ်းသွားလို့ပြန်ဖွင့်လို့ရှိရင်ပထမဆုံးစဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းဘယ်အကြောင်းလဲသိလားမူလနာကြောင့်ပဲကလေးတွေဒါပဲမလွတ်ဘူးဘယ်ချိန်ဘုံဆောင်မှမသိဘူးဘယ်ချိန်ဆက်စပ်ပြေးမှမသိပဲနဲ့အဲ့ဒီချိန်မှာကြီးခဲ့ရတာပညာမတတ်ဘူးဘာမှလည်းမတတ်ဘူးအဲ့ဒီမှာမှဂျပန်ကိုတော်လာမယ်ဖက်စစ်ကိုတော်လာချရမယ်ဘာညာဆိုလွတ်လိုက်တယ်မဆိုဘိုးရောင်ဆန်းတို့ဘာလို့ပြည်သူရဲဘော်တွေဘာတွေအကုန်လုံးပေါ်လာတဲ့ချိန်ကမှတခါတည်းဟာလွတ်လိုက်ရမယ်ဖက်စစ်တော်လာရေးဘာညာပေါ့ကွာလွတ်လပ်ဖို့ကြံစီရင်ကွဲအကြမ်းမနီးနဲ့လက်တဆူရပြီအမှုကိုသုံးရပြီဥရေထုံနဲ့အညီစေကံကြကြအာနာဖီဇံတပိတ်မှောက်ရမိတွေးချင်းနှောလိုက်ချင်းမိတို့ဘာတွေလာတော့ကြီးနေရဲ့အလုပ်ကိုဆက်ဆုပ်လေပြီဒေါ်လာမိုးရေးသူတွေးပြီအသက်နဲ့လဲလို့ဆိုသားဝင်မိပြီတို့လူလူကရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီဗမာတမတော်ရဲဝရဲမိများအသိရှိပြီကြောက်ရင်လွဲတကယ်ရဲမမင်းဖြစ်ပြီလူငယ်တွေစိတ်ဓာတ်များဟာဘိုးရုပ်ပေါ်မှာတီးအိမ်ကျချင်းကိုဘိုးမဲသူ့လို့တိုက်ကြပြီရန်လူကအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဓာတွေလွတ်လာရေးတော့ကြံကြနှောင်နေသည်ဗမာမြေဘုံကိုသွေးတဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံပျောက်ကြတတ်ဖွဲရန်ညီဟာတွေးပါပဲရိုက်တယ်အောင်တင်းတော့16ဆက်ခွန်လေဟာပညာသင်ဖို့ကိုသတိမရတော့လွတ်လပ်ရေးဒါပဲအဲ့ဒီမှာပြည်သူရဲဘော်ကလည်းရဲဘော်တွေကိုအထင်ကြီးလိုက်တာတက်မတော်ကလည်းဒီတက်တဲ့မတော်တဲ့ကောင်တွေကိုတကယ်ပြောတဲ့တက်မတော်စုမတီးနေမြင်ပါလားဟာလကားနေငါဘာငါပြောတဲ့ဥစ္စာဒီမှမှုလှုပ်ထန်တဲ့ရာဇဝမှုဖြစ်ကုန်လိမ့်မယ်သွေးနေတာရဲ့ချွေးနေတာရဲ့စစ်တိုက်တဲ့နေရာဝဲအသက်ဆုံးညာလေးတော့တဲ့တနာလောက်ဆရာငယ်စားတော့ရာဝဲအစင်းလည်းခံရှားတယ်ဆိုတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးချင်မှာတဲ့အဲ့တော့မှတယောက်ကရန်သူတွေကိုအသေးနှက်နဲ့ရန်သူတွေကိုအသေးနှက်နဲ့စေတနာရှိလုံးလို့ပါကွယ်ပူပြီးပြောဖို့ရဲ့ဟဲ့ဒိုကြီးတော်ကြီးကိုပါငါပေးမယ်ကောင်းဘူးလားယူမယ်ဗမာတိုင်းမှတ်သားကြဝဲနစ်ပေါ်တိုင်းပြည်မာတကယ်စစ်တီအပေါင်းကိုကောင်းမွန်စွာရဲ့ကြိုက်ထားလို့ရပေးလို့အင်မတန်ရေးယူတယ်အဲ့ဒီလိုဗမာတမတော်ကိုပတတ်နိုင်တယ်လို့ကူပါကြဖို့နမူနာပြလို့ကျွန်တော်များဆိုပါတဲ့ဟာဂီတာစိမ့်မောင်တို့ဆိုတတ်တဲ့ချင်းရဲဘော်တွေကမျက်ရည်ကျတဲ့ဂျူဘလီဟောမှာအဲ့တော့အောင်သိန်းတို့ကတမတော်သားသိအားကြတယ်
အဲ့ဒီမှာပါသွားလိုက်တဲ့ခါကျတော့ပြည်သူ့ရဲဘော်နောက်ကြတော့ငါဆိုရှယ်လစ်ပါတီတဲ့ပါသွားတဲ့ခါကျတော့တော်တော်ငါပဲကွာဘယုတ်ဒုက္ခပေါ့ဘာမှလည်းသိတယ်မို့ကိုယ်ကလည်းသိနာလဲမို့တကယ်ကြတဲ့ခါကျဒီဘာမှအခြေခံပညာအတွေးကိုသိမရှိပဲနဲ့နိုင်ငံရေးတွေပါသွားတာတို့လိုကောင်းနေပါအဲ့ဒီအများကြီးပဲသူတိုင်းပြည်အဲ့လိုဖြစ်သွားတာဗမာပြည်ကြီးမှာအစင်တန်းနူးလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာစွာစဉ်းစားလိုက်ရင်ပညာအခြေခံနဲ့လို့သာပါတီတွေကွဲပြားအလွယ်လွယ်မှာဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ကြတာဝမ်းနည်းစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဗစကားစပယ်ရာတရင်စားလျှောက်သီးဆေးပြားရေခဲရောင်းနေမိပဲတော့ပါတကြောကြောအော်ကားရောင်းနေရရှာရသမျှအမျက်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်ကပညာမရှိလို့အခုလိုဖြစ်ရတာဟာသူ့တန်းပြည်အဲ့လိုဖြစ်သွားတာရုပ်တရက်ကြက်လိုက်ချင်းအောင်သိန်းကတချင်းဆိုပြနေလေလို့ထင်လိမ့်မယ်ဒါပေမဲ့တမိုင်းကိုပြောနေတော့တချင်းနေဟုတ်ဘူးလား